ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာတော့အစွမ်းထက်အာနာရှင်ဓာတ်ကြီးဟာနှစ်ပေါင်းထောင်ချီကြာအောင်ပုံးကွယ်တစိ့ခတ်ခံထားခဲ့ရတာပါဒဏ္ဍာရီတွေရတော့ဒီဓာတ်ကိုပိုင်ဆိုင်တဲ့သူဟာတစ်ကမ္ဘာလုံးကိုစိုးမိုးအုပ်ချုပ်နိုင်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ဒီဓာတ်ကိုမာလင်ရဲ့ခန္ဓာကိုယ်ထဲကနေဆွဲထုတ်လိုက်ကလေးကတပဟိုပြီးမကြီးတစ်ခုလုံးဟာအုံအုံကျက်ကျက်နဲ့ဖျို့ဖျဲဖြစ်သွားခဲ့ရပါတော့တယ်နိုင်ငံတိုင်းကကဘာကြီးကိုစိုးမိုးနိုင်တဲ့အဲ့ဒီစွမ်းအားကိုမိမိတို့လက်ဝယ်ပိုင်ဆိုင်ခြင်းကြလို့ပါဒီစစ်ပွဲတွေရှေ့ဆက်ပြီးမကူးဆက်မပြန့်ပွားအောင်တားဆီးဖို့အတွက်မာလင်ဟာဒီအစွမ်းထက်အာနာရှင်သားကြီးကိုသူ့လက်နဲ့ကိုယ်တိုင်ဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒဏ္ဍာရီတွေရတော့နတ်မီဖေဖယ်တစ်ခုတည်းကသာဒီဓာတ်သွားကိုအပီးတိုင်ချေမုံဖျက်ဆီးနိုင်တာပါဒါပေမဲ့ပြဿနာကအဲ့ဒီနတ်မီဟာလွန်ခဲ့တဲ့အချိန်တော်ကြာကတည်းကနူနာဆွဲကပ်နေတဲ့ရှင်ဘရင်Philipper King ရဲ့လက်ထဲကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။နတ်မီးကိုရရှိဖို့အတွက်မာလင်ဟာနူနာဘရင်ရဲ့နေမြေထဲကိုအသက်ဆွန့်ပြီးသွေးရည်နဲ့ဝင်ရောက်ခဲ့ပါတယ်။သူဟာရန်သူလက်ထဲကိုတမင်သက်သက်အဖမ်းခံခဲ့တာပါ။ဒီလိုနဲ့ပဲသူဟာအဆောင်တွေရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီးမြေအောက်နန်းတော်ရဲ့အနက်ရှိုင်းဆုံးနေရာမှာနူနာဘရင်နဲ့ထိတ်တိုက်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။သူနဲ့ဆုံတွေ့ပြီးတဲ့နောက်မှာတော့မာလင်ဟာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့မိဖုရားကြီးစောင်းခဲ့ဘူးတဲ့တရဖူကိုဖြည်းဖြည်းချင်းထုတ်ပြလိုက်ပါတော့တယ်။အဲ့ဒီတရဖူကိုမြင်လိုက်ရတဲ့အချိန်မှာပဲနူနာဘရင်ရဲ့မျက်နှာပေးဟာချက်ချင်းပြောင်းလဲသွားခဲ့တယ်။မာလင်ကမိဖုရားကြီးအနေနဲ့ဒီတရက်ဖူကိုနောက်တစ်ကြိမ်ပြန်လဲစောင့်ထိုက်တယ်လို့အရေးအမွေပြောလိုက်တဲ့အခါနူနာဘရင်ဟာမာလင်ကိုတော်ဝင်ယတနာတိုက်ထဲစီလူကိုယ်တိုင်လမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီနေရာကတန်မိုးမဖြတ်နိုင်တဲ့ယတနာစံပြားတွေနဲ့ပြည့်နှက်နေပြီးအလဲဘိုးတက်တက်မှာတော့စိမ့်ဖန့်ဖန့်မိတော့တစ်ခုတောက်လောင်နေခဲ့တာပါ။အဲ့ဒါကတော့အစွမ်းထက်အာနာရှင်သားကိုဖျက်ဆီးနိုင်စွမ်းရှိတဲ့ရှားပါလာတဲ့နတ်မီဖေဖာပဲဖြစ်ပါတယ်ခဏကြာမှာတော့နူနာဘရင်ဟာတရဖူကိုမိဖုရားကြီးရဲ့ရုပ်အလောင်းထက်မှာကိုယ်တိုင်တင်မြောက်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာမာလင်ကမိဖုရားကြီးရဲ့ဝိညာဉ်ဟာတကယ်တော့ဘယ်တော့မှပျောက်ကွယ်မသွားခဲ့ပါဘူးလို့တိုးတိုးလေးကပြောပြီးလှည့်စားလိုက်ပါတယ်ဒီစကားကနူနာဘရင်ရဲ့ရင်ထဲကနောက်ဆုံးမျှော်လင့်ချက်မိတော့ကိုချက်ချင်းပြန်လဲတောက်လောင်စေခဲ့တာပါသူကမာလင်ကိုမိဖုရားကြီးပြန်လဲတက်ရှင်လာအောင်လုပ်နိုင်မဲ့နည်းလမ်းရှိပါသလားလို့အလောတကြီးမေးမြန်းခဲ့ပေမဲ့မာလင်ကတိုက်ရိုက်မဖြေခဲ့ပါဘူးအဲ့ဒီအစားဒီလိုအကြောင်းအရာမျိုးကတောက်ရည်တောက်ရင်ဆွေးနွေးရတာပို့အဆင်ပြေတာပေါ့လို့လှုပ်ဝက်ဆန်းပြစွာပြန်လဲဖြေကြားခဲ့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာစားတောက်ပွဲတစ်ခုမှာတူထိုင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ခွက်ချင်းတိုက်မဲ့အချိန်မှာပဲမာလင်ဟာဝိုင်းတွေကိုနူနာဘရင်ရဲ့ကိုဘောကိုတမင်တက်တက်ဖိတ်ဆင်အောင်လုပ်လိုက်ပါတော့တယ်ပြီးတော့အဝတ်နဲ့တုပ်ပေးခြင်းအောင်ဆောင်ရင်နတ်မီးကိုပိတ်လောင်ထားတဲ့တစိ့ခတ်သောချက်ကိုတိတ်တဆိတ်ခိုးယူခဲ့တာပါနူနာဘရင်တယောက်တော့ပျောက်ဆုံးသွားမှန်းသိလိုက်ရတဲ့အချိန်မှာတော့မာလင်ဟာနတ်မီးကိုပိတ်လောင်ထားတဲ့တန်တကားကြီးကိုဖွင့်လှစ်ပြီးနေပါပြီ။တစ်ဖက်မှာတော့နီမြူးနေမြူတယောက်နိုးလာတဲ့အချိန်မှာအစွမ်းထက်အာနာရှင်သားကြီးပျောက်ဆုံးနေတာကိုသတိပြုမိသွားခဲ့တယ်။သူမဟာနေရအနှက်လိုက်ရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့အာသာဝါဇ်ကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့အာသာထွက်ပြေးလွတ်မြောက်လာတဲ့လန်ခီမှာတင်အဲ့ဒီဓာတ်ဟာရက်ဆက်တဲ့ပါလာဒင်စစ်တီတော်အဖွဲ့ Red Paladins ရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပါပြီ။တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်သူတို့နှစ်ယောက်ဟာဓာတ်ကိုပြန်လည်လူယူဖို့တကြော့ပြန်လက်တွဲပြီးခီးထွက်ခဲ့ကြပါတော့တယ်။လန်ခီမှာတော့သူတို့ဟာပါလာဒင်စစ်တီတွေရဲ့ရဲရဲဆက်ဆက်တက်ဖြတ်ခြင်းကိုခံထားရတဲ့ကွယ်လွန်သူဖေမျိုးနွယ်စုဝင်အလောင်းပေါင်းများစွာကိုတွေ့ရှိခဲ့ရတယ်။ရုတ်တရက်ဆိုသလိုနီမျိုးဟာတခုခုကသူမကိုလှမ်းခေါ်နေတယ်လို့မျိုးထူးဆန်းတဲ့ဆွဲငင်မှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီအတန်နောက်ကိုလိုက်သွားရင်းနဲ့ပဲနောက်ဆုံးမှာတော့လှဲတစည်းရဲ့အထဲကနေပျောက်ဆုံးနေတဲ့အစွမ်းထက်အာနာရှင်သားကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်မကြခင်မှာပဲနီမျိုးဟာအနီးနားကမြစ်တစ်ခုထဲမှာရေချိုးနေတဲ့ပါလာဒင်စစ်တီအချို့ကိုလှမ်းမြင်လိုက်ရတယ်။ဒီလူတွေဟာသူမရဲ့မိသားစုနဲ့ပြည်သူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့တရက်ခံတွေဆိုတာသိလိုက်ရတဲ့အချိန်မှာတော့သူမရဲ့မျက်နှာထက်မှာစမ်းကြဲတဲ့အမတ်သားတွေဟာတကြော့ပြန်ပေါ်လာခဲ့ပြန်ပါပြီ။သူမဟာအစွမ်းထက်အာနာရှင်သားကိုဖြည်းဖြည်းချင်းကြစ်ပါအောင်စုပ်ကင်လိုက်ပြီးငါ့ကိုကူညီပါ။နေ့ရဲ့စွမ်းအားတွေကိုငါ့ကိုပေးပါလို့ဓာတ်စီကနေစွမ်းအားတောင်းခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့သူမရဲ့စိတ်ထဲမှာကလဲစားချီလိုစိတ်တစ်ခုတည်းသာကြန့်ရှိပါတော့တယ်။ရန်သူမြင်းစည်းစစ်တီတွေဘာမှတောင်မရိပ်မိလိုက်ခင်ပါတယ်။သူတို့တွေကတယောက်ဟာသွေးအိုင်ထဲကိုဝုန်းကနေလဲကျသွားခဲ့ရပါပြီ။အစွမ်းထက်အာနာရှင်သားကြီးဟာနီမြူးရဲ့စိတ်ကိုနောက်တစ်ချိန်ပြန်လဲလွှမ်းမိုးချုပ်ကင်နေပုံရပါတယ်။အရေးကြီးဆုံးအချိန်မှာပဲအာသာကကြန့်ရှိနေတဲ့ရန်သူတွေကိုအမြန်ဆုံးရှင်းလင်းလိုက်ပြီးစိတ်ရိုင်းဝင်ကထိန်းချုပ်လို့မရဖြစ်နေတဲ့နီမြူးကိုအတိပြန်ဝင်လာအောင်ဆွဲထုတ်ပေးခဲ့ပါတယ်။သူမဟာပတ်ဝန်းကျင်ကရန်သူအလောင်းတွေကိုကြည့်ပြီးဒါတွေအားလုံးဟာမိမိလက်ချက်ဆိုတာကိုတော့မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ရတယ်။မကြခင်မှာပဲဖာသာကာဒန်ဖတ်ခတ်ဟာပါလာဒင်စစ်တီတော်အုပ်ကြီးနဲ့အတူအဲ့ဒီနေရာကိုဝေးရှိလာခဲ့ပါတယ်။မြေပြင်ပေါ်ကသွေးချောင်းစီးတက်ဖြတ်မှုတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျက်နှာဟာချက်ချင်းမှောင်ပေါက်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူကဘာပဲပေးရအဲ့ဒီဝန်ပလွေသွေးဆက်မော်ဆုံးမနီမျိုးကိုအမိအယဖမ်းဆီးခဲ့ပါလို့ပြတ်သားတဲ့အမိန့်တစ်ခုကိုချက်ချင်းထုတ်ပြန်လိုက်ပါတော့တယ်။